ဂိုးကလာမှာမြန်မာဝစ်စုံရဲ့ခမ်းနားမှုကိုပြလိုက်တဲ့ပန်းရောင်ချဲမေလ10ရက်နေ့ကလော့အန်ဂျလိစ်မှာကျင်းပခဲ့တဲ့ဂိုးကလာပွဲကိုကမ္ဘာကျော်အနုပညာရှင်ပေါင်း600ကျော်လောက်ကအလန်းစားဖက်ရှင်တွေနဲ့တက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီထဲမှာဆိုရင်မြန်မာနိုင်ငံရဲ့ပထမအဆုံးတက်ရောက်သူအဖြစ်နဲ့အဆိုတော်တရုတ်ဆောင်ပန်းရောင်ချဲလည်းတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ဂိုးကလာဆိုတာကတော့အာရှပစိဖိတ်ဒေသအတွင်းမှာရှိတဲ့နယ်ပယ်အသီးသီးကထူးချွန်ထက်မြက်တဲ့ပုံကိုယ်တွေရဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုချီးမြှောက်နေတဲ့အထင်ကရပွဲတစ်ခုပဲဖြစ်ပါတယ်။ပန်းရောင်ချဲကတော့ဂိုးဟောက် CEO ရဲ့ဖိတ်ကြားမှုကြောင့်ဒီပွဲကိုတက်ရောက်ခဲ့တဲ့ပထမအဆုံးမြန်မာအနုပညာရှင်လည်းဖြစ်ပါတယ်။ပန်းရောင်ချဲကဒီပွဲမှာထူးထူးခြားခြားမြန်မာဝတ်စုံတွေကိုပဲဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ဒီလိုဝတ်ဆင်ခဲ့တဲ့အကြောင်းကိုလည်းခုလိုမျိုးပဲရှင်းပြခဲ့ပါတယ်။ outfit ကိုတော့သူတို့ကဘယ်လိုဝတ်ပါလို့မပြောဘူးဒါပေမဲ့ဖြစ်နိုင်တော့ Asian Pacific designer တွေတွေကပဲဝတ်ပါဆိုပြီးတော့သူတို့ကပြောထားတယ်အယောင်တော့ gold ပေါ့နော်အဲ့လိုပြောရဲရရဲလို့မဟုတ်ဘူးလို့ငါ first time တက်တာဆိုတော့လို့မြန်မာဝတ်ဆောင်ပဲလို့ငါတို့နိုင်ငံ designer နဲ့ချုပ်ပြီးတော့ဝတ်သွားမယ်ဆိုပြီးတော့ပန်းရောင်ဆုံးဖြစ်လိုက်တာပါဟုတ်အခုလိုမြန်မာနိုင်ငံကိုစားပြုအနေနဲ့တက်ရောက်ခဲ့တဲ့ပန်းရောင်ချဲရဲ့ပွဲတက် fashion တွေကိုပြည်သက်တို့အနေနဲ့နန်းဆန်ပြီးတင့်တယ်တယ်လို့ထင်ပါသလားပြည်သက်တို့အမြင်ကိုလည်းပြောပြပေးခဲ့ကြပါဦး